안녕하세요, 여러분. 알로메 밍라바. 우리 가까자로 topic 1의 reading number 59 60 ဆိုတဲ့သင်ခန်းစာလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့59နဲ့60 reading မှာဘယ်လိုပုံစံဖြည့်ရမလဲဆိုလို့ရှိရင်အရင်ဆုံးမေးခွန်းလေးဖတ်ကြည့်လိုက်။မလေး။ 다음은 읽고 물음에 답하십시오. အောက်ပါကိုဖတ်ပြီးတော့မှမေးခွန်းကိုဖြေဆိုပါ။ဒါလေးအရင်ဆုံးသူကဘယ်လိုမျိုးဖြေရမလဲဆိုလို့ရှိရင်ဒီကြားထဲမှာကနာဒါရဆိုပြီးတော့မှကော့လပ်ကလေး၄ခုပေးထားပါတယ်အဲ့တော့ပထမဆုံး59ကကြတော့သူက다음 문제는 들어갈 곡수로 가장 알맞은 것을 고르십시오. အောက်ပါစာကြောင်းနဲ့ 들어가 ဆိုတာကကြတော့ပါဝင်တဲ့နေရာအမှန်ကန်ဆုံးဖြစ်တဲ့အရာကိုရွေးချယ်ပေးပါဆိုတော့သူကဒီအောက်မှာ box ထဲမှာပေးထားတဲ့စာကြောင်းလေးကိုအရင်ဆုံးဘာသာပြန်ပြီးတော့မှဖတ်ကြည့်မယ်ပြီးတော့အဲ့ဒီစာကြောင်းလေးကဒီကွက်လက်ရဲ့ဘယ်နေရာမှာဝင်ဆက်ပြီးတော့မှတင့်တော်မလဲဆိုတဲ့အဥစားကိုအမှန်ကန်ဆုံးဖတ်ကြည့်ပြီးတော့မှဖြစ်ပါတယ်အဲ့တော့ဒီရဲ့အရင်ဆုံးမိကုံးကိုမဖတ်ကြည့်ခင်မှာဒီ box ထဲကစာလေးကိုအရင်ဆုံးဖတ်ကြည့်လိုက်ပါမယ် 잠시 후에 대구 사람이 와서 대국어로 역사를 설명해줬습니다. 그날이자로 타일루미오 라비로마 타인자간에တမိုင်းကြောင်းတွေကို ရှင်းပြပေးခဲ့ ပါတယ်. ဒီအကြောင်းအရာလေးပေါ့နော်အဲ့တော့1 2 3 4ကကြတော့ဒီကွက်တက်ထဲမှာဒီစာလေးကိုဘယ်ကွက်ထဲမှာထည့်မလဲဆိုတာကိုရွေးခိုင်းတာဖြစ်တယ်ပေါ့အဲ့တော့ဒါလေးကလွယ်တာဖြစ်တဲ့အတွက်တစ်ခါလေးဖတ်ကြည့်လိုက်ပါမယ်. 저는 대구 친구하고 인주 여사박물관에 갔습니다. 저너가 타임 땡이전에 인주ตะไม้ 뼈다이고도 하게 바래. 비로도가 소비로마 비라래. 친구는 한국어를 잘 못합니다. 땡이전아 코리아 바다가 땡마 비오나이 바고. 그런데 그 박물관에는 외국어로 설명해주는 서비스가 있었습니다. 다비멜레 에리 뼈다이마 နိုင်ငံခြားဘာသာစကားနဲ့ရှင်းပြပေးတဲ့ service လည်းရှိနေခဲ့ပါတယ်.ပြီးတော့ 꽌လက်လေးထပ်ပေးတယ်. 친구는 대국어 설명 서비스를 신청했습니다. 등해증아 타임 바다스간의 신비한 서비스고 샤우트하게 바래. 이런 꽌လက်လေး라메. 설명이 쉽고 재미있어서 친구가 정말 좋아했습니다. 신비하라가 외국비로 생민사지아강로 등해증아 연구마 더보자게 바래. အဲ့တော့ဒီထဲမှာခဏနေကြတော့ထိုင်းလူမျိုးရောက်လာပြီးတော့မှထိုင်းဘာသာစကားနဲ့တမိုင်းတွေကိုရှင်းပြပေးခဲ့ပါတယ်ဆိုတဲ့စာလေးကိုဘယ်တော့ထည့်မလဲဆိုတော့ကြည့်လိုက်လို့ရှိရင်ရှောက်ထားခဲ့ပါတယ်ဆိုတဲ့စကားလုံးလေးပေါ့နော်ဒီမှာကြည့်လိုက် 친구는 대국어를 설명 서비스를 신청했습니다. 잠시 후에 대구 사람이 와서 대국어로 역사를 설명해 줬습니다. 다뭐 넘버 라 ဖြစ်တာဖြစ်တဲ့အတွက် 넘버 4번လေးကိုရွေးလိုက်ရပါပြီ. 60야 바비감레소인 위글의 내용과 같은 것을 고르십시오. 아빠가 아장인의 둥이를 이야고 위체비 마지막 3점 암떡만 야매 번호. 넘버 제 친구는 한국어를 잘합니다. 제 친구는 한국어를 잘합니다. 저너당 예진가 모리아 바다가 또래. 아빠마 벼라가자로 잘 못합니다. 벼래도 다로 생각이야. 물어봐 우다 우페라이메. 아마네. 대국어 설명은 조금 어려웠습니다. 아버마 벽에 대국어 설명을 쉽고 재미있어서 벽에 앞에 대한 카케레 소라리바니 앞에 대한 미체로봐. 3번. 제 친구는 대국어로 설명은 들었습니다. 저너등의징하러 타임바다간의 신비하고 나타오게 말해. 누가 사비 유타 앞에 대한 하나님아 타임 루미오가 타임바다간의 신비하래 루비오라 앞에 대한 나타오게 대소라리아를 따사무시 말해. 저는 외국어 설명 서비스를 신청했습니다. 저너가로နိုင်ငံခြား ဘာသာစကား ရှင်းပြတဲ့ service ကို လျှောက်ထားခဲ့ပါတယ်။အဲ့တော့သူကိုယ်တိုင်လျှောက်ထားတာမဟုတ်ဘဲနဲ့သူတငယ်ချင်းကလျှောက်ထားတာဖြစ်လို့ number 4ကိုလည်းမရွေးချယ်ပါဘူး။အဲ့တော့ဒီထဲမှာဆိုရင်အပေါ်ကစာနဲ့အကြောင်းရင်းတူညီတယ်လို့ထင်ရတဲ့အရာကတော့ 3번 ပေါ့နော်. 제 친구는 대국어로 설명이 들었습니다. ဖြစ်တဲ့အတွက်အဲ့ဒါလေးကိုပဲရွေးချယ်ပေးလိုက်ပါတယ်။ အဲ့တော့အားလုံးပဲဒီ number 59နဲ့60ကိုဖြည့်တတ်မယ်လို့ထင်ပါတယ်။အားလုံးပဲတက်တာနောက်ဗီဒီယိုမှာ61နဲ့62ဖြည့်ပုံဖြည့်နည်းလေးကိုပြောပြပေးသွားပါမယ်။